အားလုံးပဲမင်္ဂလာပါရှင်ဂီဂီလေးဒီပို YouTube channel ကနေပြီးတော့အားလုံးကိုပြည်လည်ကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်မကဒီလွယ်တယ်ရိုးလေးရိုးရှင်းနေပြီးတော့တကယ်လေးအာနိသင်ထိရောက်တဲ့တဘာဝအရေးလေးလုပ်နည်းကိုတကယ်ချင်းတွေကိုဝင်ငါချင်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်မကအိမ်မှာရှိတဲ့တခွားသီးရဲ့တမယတီးရဲ့ပူစီနံရဲ့တယောက်စာလေးကိုပဲဆေးပြီးတော့ခွတ်ထဲမှာခဏစိန်ထားတယ်။ကဲပြီးတော့ကျွန်မကတခွားလေးကိုဒီစိန်ထားတဲ့တခွားသီးလေးကိုအနေတော်လေးလီးပါတယ်။တမယတီးကိုတော့ပပလေးလီးထားတယ်။ကျွန်မတောက်နေကြရေဘူးလေးကိုဆေးထားတယ်။အဲ့ဒီရေဘူးလေးထဲကိုခုနကလီးထားတယ်တမယတီးရဲ့တခွားသီးရဲ့ပူစီနံလေးကိုကျွန်မထည့်လိုက်တယ်။ပြီးတော့ဘူးသေးကိုရေအပြစ်ဖြစ်လိုက်တယ်တနားရီလောက်ကျွန်မထားတယ်ကျွန်မထားပြီးတော့ကျွန်မအဲ့ရေလေးကို juice လေးကိုတောက်ပါတယ်ဒါမဲ့တစ်ခုပြောစရာရှိရနော်အဆိုင်ယောဂရှိတဲ့သူတွေကတော့အရေလေးကတောက်ဖို့ရင်အတွက်တော့ပြင်းတယ်ပေါ့နော်ဒါပေမဲ့တမယာတကယ်တောက်ချင်တဲ့တမယာလေးကို short ထည့်ပါပြီးတော့အကျဉ်းကြီးကိုလည်း short တောက်ပါအကျိုးရှိပါလိမ့်မယ်ကျမတို့ကတောက်နေကြလူအဆိုင်ယောဂမရှိတဲ့လူကတော့တောက်ကြည့်ပါဝန်းမမာတဲ့တားရည်လည်းကောင်းတယ်တားရည်လည်းလက်တယ်အဲ့ဒီလေးလုဖြစ်တော့ကျမကလည်းကောင်းကျိုးကတော့ရေလည်းတောက်ဖြစ်တယ်ရိုးရှင်းလေးပါပဲเนาะမလုတ်တော့ဖြစ်သေးတဲ့သူတွေမိတ်ဆွေတွေကလည်းလုတ်တော့ကြည့်ပါလုတ်တော့ဘူးတဲ့မိတ်ဆွေကလည်းတစ်ပတ်မှပဲနေချင်းကွာတောက်ဖြစ်လေဘာရလက်တွေတိတိတတ်တာရှိလေဆိုတာကို comment မှာရေးပြခဲ့ပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်